အတိတ်ကကိုနိုဟာရွာရဲ့နေဂျာကျောင်းတော်ဟာစစ်ပွဲကာလဖြစ်တာမို့တိုက်ခိုက်ရေးပညာတွေကိုသင်ကြားပေမဲ့အခုချိန်မှာတော့နေဂျေဆုလို့ခေါ်တဲ့နေဂျာပညာတွေအပြင်တခြားအခြေခံသင်ရိုးတွေကိုပါလိုအပ်ချက်အလိုက်သင်ကြားပေးနေပြီးတော့ဒါဟာလည်းတစ်ချိန်ကမျိုးဆက်တွေရဲ့ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းပေးခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ဒီနေ့တော့အပိုင်းတက်မှာအဖေမျက်နှာအိုးမဲတုပ်ခဲ့တဲ့ဘော်ရိုတိုတယောက်ကျောင်းကိုစတင်ဝင်ရောက်လာပြီပဲဖြစ်ပါတယ်။သူနဲ့အတူဒန်ကီလဲပါလာပြီးသူတို့နှစ်ယောက်လုံးကကြိုးစိုးဝဲနေ့ကကိစ္စကြောင့်ကျောင်းနှစ်ပတ်ဆိုင်ငံ့ခံရတာဖြစ်ပါတယ်။ဒါပေမဲ့အဖေအာရုံစိုက်မှုကိုလိုချင်နေတဲ့ဘော်ရိုတိုတယောက်ကတော့သူ့အစွမ်းတွေထုတ်ပြရမယ့်နေရာလို့ကြွေးကြော်ရင်းကျောင်းတက်ဖို့ ready ဖြစ်နေပါပြီ။ကျောင်းထဲကိုဝင်လာတဲ့ဘော်ရိုတိုတို့ကိုပုံဆွဲရင်းမလိုသလိုလှမ်းကြည့်နေတဲ့ကောင်လေးကတော့ယာမာနာကာအင်နိုနဲ့ဆိုင်နိုရဲ့သားဖြစ်သူယာမာနာကာအင်နိုချင်းပဲဖြစ်ပါတယ်။အတန်းထဲဝင်လာတဲ့တကြီးသားနှစ်ယောက်ကတော့ခက်တီတီပဲတန်းလုံးကိုနှုတ်ဆက်နေပေမဲ့အားလုံးကတော့မလိုလားကြသလိုကြည့်နေကြပါတယ်။ရုပ်တီကြီးနဲ့စူးစမ်းမဲ့ဆရာသမားကတော့ဘယ်နားမှထိုင်ရလဲအောင်တေချာမသိသလိုဖတ်စာကိုလည်းကြမ်းခဲ့ပါတယ်။ဒါနဲ့ပဲရှီကာတိုင်းနဲ့ပဲအရှိဆုံးမှထိုင်လိုက်ပြီးဖတ်စာကိုပြဖို့အပူကတ်နေပါတယ်။ကျောင်းသားတအုပ်ကတော့မနေ့ကလိုအပြစ်လုပ်ခဲ့တာတော့အေးအေးယူမခံရလို့အတင်းပြောနေပြီးတော့သပင်ခရင်အောင်ကြစ်ဆန်မီလေးနဲ့ကောင်မလေးကတော့စံထားလောက်ကြောင်တီတိုးရီကိုနေပါတယ်။သူမနာမည်ကတော့ဆုမီရဲဖြစ်ပါတယ်။ဒီမြင်ကွင်းလေးကတော့တစ်ချိန်ကကျွန်တော်တို့ရဲ့နိုင်ရထိုတယောက်ကိုအားလုံးမုန်းတီးနေချိန်ဒီလိုပဲအတန်းထဲမှာပဲတိတ်တိတ်လေးခိုးကြည့်ပြီးသဘောကျနေခဲ့တဲ့ဟီနာတာလေးကိုပြန်မြင်အောင်စေပါတယ်။နောက်တစ်ယောက်ကတော့သပင်အနက်မျက်မှန်အနေလေးနဲ့ဆာရာတာဖြစ်ပြီးသူမကတော့ဘိုရိုတိုနဲ့သူဟာလူကြီးချင်းတီးယုံလောက်တာဖြစ်ပြီးငယ်ချမ်းဆွေတွေမဟုတ်ကြောင်းချို့ကိုရှင်းပြနေပါတယ်။သူတို့၃ယောက်ကဘိုရိုတိုတို့လေးစားစရာတထမမြောက်ဟိုကာကဲနိုင်ရထိုရဲ့သားဖြစ်ကြောင်းပြောနေကြခြင်းခုနကပုံဆွဲရင်းကြည့်နေခဲ့တဲ့အင်နိုချင်းကတော့ဟိုကာခဲရဲ့အချိန်နဲ့ဆရာကြီးလုံနေရပေါ်လို့ပြောလိုက်ပါတယ်။ဒီလောက်နဲ့မရက်သေးပဲအင်နိုချင်းဟာအားလုံးကလည်းသူ့လိုသဘောထားမှဖြစ်ကြောင်းယထာတစင်းလုံးကိုပျက်စီးစေတာတောင်ဘာမှမဖြစ်တာဟာဟိုကာခဲသားမို့လို့ဖြစ်ကြောင်းနေပြောပြီးရန်စနေပါတယ်။အဖေတူသားအင်နိုချင်းပါပဲ။ဒါပေမဲ့ဘိုရိုတိုကတော့မိဘတွေဘာပဲဖြစ်ဖြစ်ဆိုပြီးလက်ဆွဲနှုတ်ဆက်လိုက်ပေမဲ့အင်နိုချင်းဟာရိုက်ထုတ်လိုက်ပါတယ်။သူတို့အခြေတင်ဖြစ်နေတာကိုအတန်းကောင်းဆောင်ဆမ်မရဲတယောက်ဝင်တားနေအောင်မှာပဲဆရာဝင်လာတာကြောင့်ရန်ပွဲကပြန်လည်ငြိမ်သက်သွားပါတယ်။ခဏကြာမှာတော့ဘိုရိုတိုတယောက်လေးကျင်ရင်မှအစွမ်းပြနေပြီးတော့ဒန်ကီရဲ့စင်ရင်အရာသူဟာအတန်းထဲမှာဒုတိယအတော်ဆုံးဖြစ်ကြောင်းသိရပါတယ်။ဘိုရိုတိုကတော့ပထမနေရာကဘသူယူထားလို့လဲမေးလိုက်တဲ့အခါမှာတော့အီဝါဘီလို့ပြောလိုက်ပါတယ်။ဒါပေမဲ့အီဝါဘီတယောက်ကတော့စစ်စေးရေးကိုမလာခဲ့ပါဘူး။ဘာလို့ဆိုသူကဘိုရိုတိုတို့လိုကလေးတတိုင်းနဲ့အတူလာရမှရှက်လို့ဖြစ်ပါတယ်။ဒီလိုနဲ့အတန်းထဲကိုပြန်လာကြတဲ့ဘိုရိုတိုတို့ကိုအတန်းသားတွေကထမင်းတောင်အတူမစားကြပဲရှောင်နေကြပါပြီ။အခုတော့အခန်းထဲမှာဘိုရိုတိုဒန်ကီနဲ့ရှီကာတိုင်းတို့ပဲကြံပါတော့တယ်။ဒါပေမဲ့ဘိုရိုတိုတယောက်ကတော့ဂယုမဆိုင်ပဲစားစရာရှိရာမြန်မြန်စားဖို့ပဲလောနေပါတယ်။စူညံနေတဲ့သူတို့ကိုတခြားနေရာသွားစားဖို့ပြောလိုက်တဲ့သူကတော့ခုနကအဆင့်တက်ရတယ်ဆိုတဲ့အီဝါဘီပဲဖြစ်ပါတယ်။ရှီကာတိုင်းကအတန်းနဲ့စာမွေးဝဲနှစ်ကြိမ်ကြာထားတဲ့သူဖြစ်ကြောင်းသတိပေးနေပေမဲ့တကြီးသားကတော့ခက်တီတီပဲစံပိုင်းပဲဆိုကလှမ်းနှုတ်ဆက်လိုက်ပါတယ်